ယူဖုန်တစ်ဖွဲ့ဖန်တီးလိုက်တဲ့မီးအိုးတွေကြောင့်တာရိုးဘရော်ကိုထောင်ထားတဲ့လေကားတွေဟာမီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ဒါကြောင့်ဝန်ဘန်းအနေနဲ့ဘာကိုအထက်ကရည်ရွယ်ထားတာဖြစ်မလဲဆိုတာကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။တကယ်တမ်းဝန်ဘန်းစီစဉ်ထားတာကအပေါ်ကိုတက်သွားတဲ့တပ်သားတွေဟာ durability အားကောင်းတဲ့စစ်သေးတွေသာဖြစ်ပြီးရန်သူတွေကိုအယောင်ပြတားဆီးထားခဲ့ပါတယ်။ဒီလိုမျိုးတားဆီးနေတဲ့အချိန်မှာ flexible ချစ်တဲ့တပ်သားအနေငယ်ကရန်သူရဲ့ gig တကောင်ကိုဖွင့်လှစ်လိုက်ကြပါတယ်။သူတို့ဖွင့်လှစ်လိုက်တဲ့အချိန်မှာအပြစ်မှာအစင်ပွင့်စွန့်ဆိုင်နေကြတဲ့ UFO မြင်းတပ်ဖွဲ့ဟာဝင်ရောက်စီးနင်းကြမှာဖြစ်ပါတယ်။ဒါပေမဲ့ဝင်လာခဲ့ကြတဲ့လူတွေဟာ UFO တပ်ဖွဲ့ဝင်တွေဖြစ်မနေပဲမန်းဖျံရဲ့မြင်းတပ်ကဝင်ချလာခဲ့ပြီးရန်သူရဲ့ခံတပ်ကိုတင်ပိုက်လိုက်ကြပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့နောက်မှာ UFO တပ်သားတွေဟာမန်းဖျံတပ်သားတွေကိုပြဿနာလာရှာနေခဲ့ကြပါတယ်။အနီးနားမှာတော့ဘာမှတောင်မလုပ်ဆောင်နိုင်လိုက်ကြတဲ့ High Shin တပ်စုကလည်းရှိနေခဲ့ကြပါတယ်။မန်းဖျံကတော့ရှင်းကိုလှမ်းခေါ်ခဲ့ပြီးပထမဆုံးခံတပ်ပဲရှိနေတဲ့အကြောင်းနောက်ပိုင်းမှာရတဲ့အခွင့်အရေးကိုအရယူဖို့အားပေးနေခဲ့ပါတယ်။ဒီအချိန်လူရဲ့အတန်တချို့ကိုရှင်းတို့ကြားလိုက်ရတာကြောင့်တွားရောက်ကြည့်ရှုကြတဲ့အချိန်မှာချင်းနိုင်ငံသားတွေကဝေနိုင်ငံသားတွေကိုအနိုင်ကျင့်လူယူနေကြတာဖြစ်ပါတယ်။ရှင်းကတော့ဒီလိုလုပ်နေတဲ့တပ်သားတွေကိုအပြန်ရှင်းဖို့စ조사နေခဲ့ပြီးမြဲအကုံလုံးကခေါင်းဆောင်ရှင်းကိုဝိုင်းတားနေကြပါတယ်။ဘာလို့လဲဆိုတော့တိုက်ပွဲပြီးဆုံးသွားတိုင်းမှာအနိုင်လန်းရှိတဲ့ဘက်ကနေရှုံးနေတဲ့ဘက်ကိုအမြဲလိုအနိုင်ကျင့်လူရက်လေးရှိတာကြောင့်အခြားလူတွေအတွက်ကတော့ဒါဟာတာမန်မီဝင်တစ်ခုသာဖြစ်ပါတယ်။လူရက်နေတဲ့တပ်သားနေရဲ့ခေါင်းဆောင်ဟာလူတစ်ထောင်ကိုကြီးကပ်ရတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးဒီလိုလူကိုသာရှင်းကအပြက်ရှင်းပြလိုက်မယ်ဆိုရင်တေချာပေါက်ရှင်းအနေနဲ့ကွက်မြက်ခံရမှာဖြစ်ပါတယ်။တရားမျှတမှုအတွက်မိသည့်အလာကိုမှတိတ်ပြီးဂယုမဆိုင်တတ်တဲ့ရှင်တေလောက်လူတစ်ထောင်တက်ဆုရဲ့ခေါင်းဆောင်ကိုဓာတ်နဲ့ပြေးခုတ်လိုက်ပါတယ်။ပြေးခုတ်လိုက်တဲ့အချိန်မှာမန်ဖန်ကဝင်ရောက်တားဆီးလိုက်တာကြောင့်ရှင်းရဲ့ခုတ်ချက်ဟာရဲတက်နေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခေါင်းဆောင်မျိုးဟာလည်းခေါင်းဆောင်ရာတူနဲ့မထိုက်တန်သလိုဒီလိုမြင်ကွင်းမျိုးကိုသာမမြင်ချင်အောင်စောင့်နေလိုက်မယ်ဆိုရင်တေချာပေါက်ရှင်းဟာစစ်သူကြီးခေါင်းတယောက်မဖြစ်နိုင်တော့တာကြောင့်လူတစ်ထောင်တက်ဆုရဲ့ခေါင်းဆောင်ကိုအပြက်ချင်းမုံပြစ်လိုက်ပါတယ်။အဲ့ဒီနောက်အထက်လူကြီးတွေကဒီပြဿနာကိုကြောက်တိခဲ့ကြပြီးမန်ဖျံရဲ့ကြားဝင်ဖျန်ဖီပေးမှုကြောင့်သာရှင်းရဲ့အပြက်တန်ဟာပေါ်လျော့ထွားခဲ့ပါတယ်။ဝန်ဘန်းကတော့ဘာမှမဟုတ်တဲ့စင်းရဲသားကိုကူညီပေးနေတဲ့မန်ဖျံကိုလာရောက်မေခွန်းထုတ်ခဲ့ပါတယ်။မန်ဖျံဘက်ကတော့ရှင်းရဲ့လက်ရဟာအယမ်းမှန်ကန်တာကြောင့်ကြားဝင်ကူညီပေးခဲ့တာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ရှင်းဟာအခုလောလောဆယ်အချုပ်ကျနေတာကြောင့်အခြားနေရာတွေမှာဆက်လက်အနိုင်ကျင့်မှုကိုပြုလုပ်နေခဲ့ကြပါတယ်။ဒီအနိုင်ကျင့်မှုတွေကိုချောင်းလင်ကတိတ်တဆိတ်ဖြည့်ရှင်းခဲ့ပြီးနစ်နာသူတွေကိုသက်ဆိုင်ရာစီပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ချောင်းလင်တယောက်ရှင်းရဲ့အချုပ်ကျရာစီကိုတွားရောက်ခဲ့ပြီးရှင်းကတော့သူ့ရဲ့လုပ်ရက်တွေကိုလုံးဝနောင်တရမနေခဲ့ပါဘူး။ဟာရှင်းတက်ရဲ့ခေါင်းဆောင်ရှင်းဆိုတဲ့နာမည်ဟာဝေပီလူတွေကြားမှာပါကောင်းတဲ့သတင်းတစ်ခုအနေနဲ့ပြန့်နှံ့နေခဲ့ပါပြီ။ချင်းနိုင်မယ်ရဲ့ကျူးကျော်စစ်ဟာလှပနေခဲ့ပြီးမြဲဝေနိုင်ငံဘက်ကလည်းတိတ်မကြခင်မှာလျံဖို့ဆိုတဲ့စစ်သူကြီးတယောက်ကိုထုတ်သုံးလာခဲ့ပါတယ်။လွန်ခဲ့တဲ့ကာလအနှဲငယ်ကိုပြန်ပြီးခရီးဆက်ရမယ်ဆိုရင်ကြောက်နိုင်ငံဘက်မှာစစ်မှတ်ဖွပွားနေခဲ့ပြီးထူးဆန်းတာကကြောက်နိုင်ငံသားအချင်းချင်းပြန်လဲတိုက်ခိုက်နေခဲ့ကြတာမျိုးဖြစ်ပါတယ်။တစ်ဖက်ကလျံဖို့ဥဆောင်တဲ့ကြောက်နိုင်ငံရဲ့တပ်သားတွေကိုရဲချန်ဥဆောင်တဲ့ကြောက်စစ်တပ်တစ်ခုကဝင်ရောက်စီးနင်းတိုက်ခိုက်နေခဲ့ကြတာမျိုးဖြစ်ပါတယ်။လျံဖို့ဆိုတာကြောက်နိုင်ငံရဲ့မဟာစစ်သူကြီး၃ယောက်ထဲကတစ်ယောက်ဖြစ်ခဲ့ပြီးစစ်သူကြီးဝမ်ယီရဲ့အိုက်တော်တစ်ယောက်လည်းဖြစ်ပါတယ်။အခုလိုမျိုးတိုက်ခိုက်နေကြရတဲ့အကြောင်းရင်းကတော့အသစ်တက်ရောက်လာခဲ့တဲ့ဘရင်တော်ရှောင်းဘက်ကလျံဖို့ကိုယာဒူးကနေဖယ်ရှားခဲ့တာကြောင့်ပါ။လျံဖို့ဘက်ကလည်းဘရင်ရဲ့အမိန့်ကိုမလိုက်နာခဲ့တာကြောင့်ရဲချန်းကိုစီလွတ်ပြီးအပြက်ရှင်းခိုင်းခဲ့တာဖြစ်ပါတယ်။ရဲချန်းဆိုတာကကြောက်နိုင်ငံရဲ့အလွန်တော်တဲ့နီးဗျူဟာရှင်တယောက်ဖြစ်ပြီးလျံဖို့လောက်နီးပါတာမှန်မှုရှိပါတယ်။အခုလောလောဆယ်အခြေအနေအရလျံဖိုဘတ်မှာအင်အား8000နဲ့ရဲချမ်းဘတ်မှာအင်အား9000ရှိနေတာကြောင့်အပြစ်အသက်ကိုကွာဟနေခဲ့တာပါ။ဒါကိုတောင်လျံဖိုဘတ်ကဂယုမပြုတ်ခဲ့ပဲရဲချမ်းရဲ့ခေါင်းကိုရအောင်ချင်းချောက်နိုင်ခဲ့ပါတယ်။အိမ်နောက်ရဲချမ်းရဲ့တက်တောက်တွေကိုထိမ့်သိမ်းဖန်စီပြီးအင်အား9ပေါင်ကိုအသာရသိမ်းပိုင်နိုင်ခဲ့ပါတယ်။ရေချန်ဘတ်ကတော့လန်ဖိုကိုကြောက်နိုင်ငံစီပြန်ဖို့အကြံပြုခဲ့ပြီးမြဲစစ်ပွဲတွေကိုသာခုံမင်းနေတဲ့လန်ဖိုကစစ်ပွဲရှိရာကိုသာဆက်လက်ချေဆန့်ခဲ့ပါတယ်။လန်ဖိုဟာအခြားလူတွေထက်ချင်းနိုင်ငံသားတွေနဲ့တိုက်ခိုက်ရတာကိုပိုပြီးတော့နှစ်သက်သဘောကျလိရှိပါတယ်။ဒါကြောင့်ချင်းနိုင်ငံနဲ့တိုက်ခိုက်ဖို့ဝေနိုင်ငံနဲ့ပူးပေါင်းခဲ့တာပါ။ဒါကတော့လန်ဖိုရဲ့ကြီးလေးကြီးဖြစ်တဲ့ရွှင်ဖုံ၊ချောင်ရန်၊ကြဲကြီးဖုံနဲ့လွမ်ဟူတို့ပဲဖြစ်ပါတယ်။လန်ဖိုကတော့လွမ်ဟူကိုချင်းနိုင်ငံရဲ့ကွက်မန်တာတွေကိုလိုက်လံရှင်းလင်းခိုင်းခဲ့ပါတယ်။
မဲအိုရဲ့စစ်ကြောင်းကတော့ဝေနိုင်ငံရဲ့တတိယမြောက်ခံတပ်တစ်ခုဖြစ်တဲ့ဂျီလီခွန်ခံတပ်ကိုတိုက်ခိုက်သိမ်းပိုက်နေခဲ့ပါတယ်။ချင်းနိုင်ငံဘက်ကတော့ဝန်ပန်းရဲ့ view ဟာအတိုင်းဆက်လက်တိုက်ခိုက်နေခဲ့ကြပြီးတကယ်လဲဆက်လက်အလုပ်ဖြစ်နေခဲ့ပါတယ်။ရှင်းရဲ့ဥဆောင်မှုအောက်ကဟီရှင်းတက်ကတော့ဝန်ပန်းရဲ့ရွေးလျားမျော်စင်ကြီးကိုအကုန်လုံးကအသုံးပြုနေခဲ့ကြပါတယ်။မန်ဖျန်ကတော့ဟီရှင်းတက်ရဲ့ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်ချောင်လင်းတို့ကိုတတိထားအကဲခတ်နေခဲ့ပါတယ်။ရှင်းတယောက်ဝန်ပန်းတီထွင်ထားတဲ့နီးပြူဟာကိုအသုံးပြုပြီးဂိတ်ကိုဖွင့်ဖို့ကြိုးစားခဲ့ပြီးမြဲကျိုးကွိုင်တဲ့နေရာမှာနီးစနစ်တစ်ခုလိုအပ်နေသေးတာကြောင့်အစစ်မပြေခဲ့ပါဘူး။အစစ်မပြေခဲ့တဲ့အပြင်အောက်မှာရှိနေတဲ့ဝေနိုင်ငံသားတွေကရှင်းကိုအမဲဖြတ်ဖို့ပြေးလာနေခဲ့ကြပါတယ်။ကန်ကောင်းကျင်တော့ကော့ဘေးဦးဆောင်တဲ့လူတထောင်အုပ်စုတစ်ခုကရှင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်။တရင်ခရင်နဲ့နောက်ဆုံးမှချင်းနိုင်ငံဘက်ကဝေနိုင်ငံရဲ့ခံတပ်တစ်ခုလုံးကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဆုံးသက်ကိုအရယူနိုင်ခဲ့ကြတာကတော့ထုံးစံအတိုင်းလက်ဝါးနဲ့ယူဖုံတပ်ဖွဲ့နှစ်ခုပဲဖြစ်ပါတယ်။ရှင်းကတော့တိုးတက်ကောင်းမွန်လာခဲ့တဲ့သူ့ရဲ့တက်စုအတွက်အောင်ပွဲခံစားတောက်ခဲ့ပါတယ်။အရှင်ကော့ဘေကတော့အနားယူနေတဲ့ဟိုက်ရှင်တက်စုစီကိုလာရောက်လဲပတ်ခဲ့ပြီးရှင်းကိုအားပေးစကားသို့မဟုတ်ချီးကျူးစကားလာပြောခဲ့ပါတယ်။သူပြောသွားခဲ့တဲ့စကားအရကတော့ကော့ဘေကလည်းတစ်ချိန်လုံးကရှင်းလိုမျိုးအစေခံတယောက်ချစ်ခဲ့မှုပါတယ်။ဒါကြောင့်ဘဝချင်းတူတဲ့လူငယ်လေးရှင်းကိုအကူအညီပေးဖို့စဉ်းစားခဲ့ပေမဲ့ရှင်းဟာအကူအညီမလိုအပ်တော့တဲ့လူငယ်တယောက်ချစ်တာကြောင့်ဒီအတိုင်းသာပြန်သွားခဲ့ပါတယ်။သူပြန်သွားတဲ့လမ်းမှာလွမ်းဟူကအပြက်ရှင်းပစ်လိုက်ပါတယ်။ပီတိဖြာနေတဲ့ရှင်းတယောက်ကော့ဘေရဲ့တေဆုံးမှုကိုကြားလိုက်တဲ့အခါအယမ်းဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်ရှင်းတယောက်ကော့ဘေအတွက်လက်စားချေဖို့ဟိုက်ရှင်တက်ကိုစော်တော်လိုက်ပါတယ်။ဒီချိန်မြင်းတပ်သားနှစ်ယောက်ကကော့ဘေနဲ့အတူအခြားလူတစ်ထောင်ကွတ်မန်တာတဲ့အကုန်လုံးရှင်းလင်းခံလိုက်ရတယ်လို့သတင်းလာပို့ခဲ့ပါတယ်။မန်ဖရန်ကတော့ကင်းလက်အင်အားတိုးဖို့အမိန့်ပေးနေတဲ့တက်ချုပ်စီကိုတန်တရားရှိနိုင်ကြောင်းလာရောက်အသိပေးခဲ့ပါတယ်။တက်ချုပ်ကလည်းမန်ဖျန်ကိုတတိကြီးကြီးထားဖို့မှာကြားခဲ့တယ်လို့မန်ဖျန်ကလည်းတက်ချုပ်သာကြာဆုံးသွားခဲ့မယ်ဆိုရင်အစားထိုးလို့မရောက်နိုင်တဲ့ကိစ္စတွေဖြစ်သွားနိုင်ကြောင်းတတိပေးသွားခဲ့ပါတယ်။ချင်းနိုင်ငံဘက်ကတော့လူတစ်ထောင်ကိုဥဆောင်တဲ့ခေါင်းဆောင်၈ယောက်ကိုတညရင်းနဲ့ဆုံးရှုံးခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့မန်အိုရဲ့စစ်ကြောင်းဟာနောက်ထပ်ခံတပ်တစ်ခုစီကိုဆက်လက်ချီတက်လာခဲ့ကြပါတယ်။မန်အိုဘက်ကတာမန်ထက်လုံခြုံရေးအင်အားကိုနှစ်ဆတိုးမြင့်ထားခဲ့တယ်လို့